လောကဓာတ်ကိုရင်ဆိုင်တဲ့အခါရှုံးမပေးလိုက်နဲ့လေကညမအထွေတွေကိုယ်ကောက်ပါစေကယူဆိုင်တင်မေကိုထူကိုထားပဲမို့လဲရင်ပြန်ထမလေဘယ်အချင်းနေဘယ်ဆွေမျိုးမှာဒူးမထောင်နဲ့လေအတ္တဟိအတ္တနောနာထောင်းမိမိကိုယ်သာအကိုလိုလေညည်ရည်သာကြစီမမကြစီနဲ့ဆွေမဆိုတာသူ့ဘို့ဟာကိုဘို့ကျင်းတော့နိုင်ရလေတွေ့ကြုံရဘဝအထွေတွေကောင်းဆိုခြင်းတွေရှိမှပဲမသွေနှိမ်တော့မြင့်တော့ရှိမှပဲလေမိုးတစ်ခါရီတလဲပြည့်ပြည့်တကြပဲတစ်ခါတည်းစီရဲလဲလေတိတ်ခါတည်မြဲလေကံဖန်လာကြည့်ပါခဲ့ရင်ရန်ငါမပြသေးမေအကြောင်းဆုံးလိုက်အကျိုးပေါ်သည်မြတ်တာပေးဝေပေါင်းသိတတ်စေအဖတ်တရားတွေ့စမ်းမမှုပဲလာခဲ့တဲ့ဟိတ်မကြောက်ဘူးလောကရန်တွေဆွေထပ်တန်းဆန္ဒနဲ့မသွေရဲဝကျူးသားနေအမိအခုအားကိုစိတ်တွေအမြဲပဲကိန်းရှင်စေဂုံထဲဝကြည်မြတ်ဖို့ဆိုလုံးလုံးစိတ်ကြစေအဖတ်တရားတွေ့စမ်းမမှုပဲလာခဲ့စမ်းမမကြောက်ဘူးလောကရန်တွေလောကဓာတ်ကိုရင်ဆိုင်တဲ့အခါရှုံးမပေးလိုက်နဲ့လေကညမအထွေတွေကိုယ်ကောက်ပါစေကယူမဆိုင်သေးမေကိုထူကိုထားပဲမို့လဲရင်ပြန်ထမလေဘယ်ချင်းနေဘယ်ဆွေမျိုးမှာဒူးမထောင်နဲ့လေအတ္တဟိအတ္တနောနာထောင်းမိမိကိုယ်သာအကိုလိုလေညည်ရည်သာကြစီမမကြစီနဲ့ဆွေမဆိုတာသူ့ဘို့ဟာကိုဘို့ကျင်းတော့နိုင်ရလေတွေ့ကြုံရဘဝအထွေတွေကောင်းဆိုခြင်းတွေရှိမှပဲမသွေနှိမ်တော့မြင့်တော့ရှိမှပဲလေမိုးတစ်ခါရီတလဲပြည့်ပြည့်တကြပဲတစ်ခါတည်းစီရဲလဲလေတိတ်ခါတည်မြဲစေကံဖန်လာကြည့်ပါခဲ့ရန်ငါမပြသေးမေအကြောင်းဆုံးလိုက်အကျိုးပေါ်စေမြတ်တာပေးဝေပေါင်းသိတတ်စေအဖတ်တရားတွေ့စမ်းမမှုပဲလာခဲ့စဟိတ်မကြောက်ဘူးလောကရန်တွေဆွေထပ်တန်းဆန္ဒနဲ့မသွေရဲဝကျိုးသားနေအမိအခုအားကိုစိတ်တွေအမြဲပဲကိန်းရှင်စေဂုံထဲဝကြည်မြတ်ဖို့ဆိုလုံးလုံးစိတ်ကြစေအဖတ်တရားတွေ့စမ်းမမှုပဲ